တူတူမပြောတတ်ဘူးအားမရလို့អော်တဲ့လူတွေလည်းရှိတယ်တော့သူ့အတန်ကြားနေရတယ်ဘာတွေပြောနေတယ်ဆိုတာလည်းကြားတူတူမပြောတတ်တဲ့လူမျိုးကရှိသေးတယ်တခါဂောသကနတ်သားရဲ့အတန်ဆိုလို့ရှိရင်သူပြောလိုက်လို့ရှိရင်သူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကတော့သူကခွေးဘဝတုန်းကပိစိကဗုဒ္ဓအပေါ်မှာဒီခင်မင်စိတ်နဲ့ပေါ့ကြည်ညိုတယ်ဆိုတဲ့စိတ်ကိုတော့တိရစ္ဆာန်အနေနဲ့တရားနဲ့ကြည်ညိုတာတော့ဟုတ်ချပါဟုတ်ခင်မင်နဲ့စိတ်တိရစ္ဆာန်တွေကလူကိုခင်မင်တယ်လေအဲ့တော့ခင်မင်နဲ့စိတ်နဲ့ပိစိကဗုဒ္ဓရှင်မြတ်ကြွတဲ့လမ်းမှာဝေဘာကင်မှာအနေရီကင်းအောင်လို့ဆိုပြီးခွေးကတလန်းလုံးဟောက်သွားတာသူ့တန်ကြရင်ဝေဒီပါရီစိတ်တောက်ရှိတဲ့ကောင်းတွေခွေးအောင်တန်ကြတာနဲ့ဘေးဖယ်သွားမယ်ဆိုအဲ့ဒီရွယ်ချက်နဲ့သူကတန်နဲ့ဟောင်ပြီးတော့ကုသိုလ်ပြုခဲ့မှုတယ်အဲ့ဒီကုသိုလ်ကြောင့်သူကနတ်သားဖြစ်တဲ့အခါတိုးတိုးပြောလို့မရဘူးသူစကားပြောရင်နတ်ပြည်တစ်ပြည်လုံးကကြားတယ်ဆိုတိုးတိုးပြောခြင်းတော်တော်ခက်မဲ့နတ်သားပဲခောသကနတ်သားဆိုတာရှိတယ်လူတွေမှာအတန်တိုးတာအတန်ကျဲတာမျိုးမျိုးရှိကြတယ်စကားပြောရင်တူတူပြောလို့မနေနာထောင်ရတဲ့ပုဂ္ဂိုလ်ရှိသလိုကျဲလွန်အားကြီးလို့နားကွဲမတတ်ခံရတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်လူတွေဟာသူ့အချင်းစရိုက်နဲ့အလိုက်ပြောကြဆိုကြဆက်ဆံကြအတန်ဆိုတာကိုအသုံးချပြီးတော့စကားပြောကြဒါကရေပုံရပေါ့နားကောင်းတဲ့လူတွေတော့ဝစီဝိညာတိလို့ခေါ်တဲ့နှုတ်ကထွက်ပေါ်လာတဲ့အတန်ကိုကြည့်ပြီးဒီလူဘာပြောချင်တာလဲဆိုတာကိုသိချရတယ်ပေါ့အဲဒီကနေ့ခေတ်မှာကြတော့နားမကြားတဲ့ပုဂ္ဂိုလ်တွေဖို့ကြတော့လက်ချောင်းလေးတွေနဲ့လက်ဟန်ပြပြီးတော့ sign language ဆိုတာပေါ်လာပြန်တယ်အဲ့ဒီ sign language နဲ့လက်ရဲ့လှုပ်ရှားမှုကိုကြည့်ပြီးတော့သင်ကြားထားတဲ့ပုဂ္ဂိုလ်တွေဟာ sign language နဲ့တော့သိနားလည်ပုံရတယ်ပေါ့နော်ပြည့်စုံတော့နားလည်ဖို့လို့ရှိမှထင်ဘူးနော်တော့သိတော့နားလည်တယ်ငါပြောနေတယ်ဆိုအကြောင်းလို့ဆိုလဲအမူအရာဟာအခရာစလုံးတွေကိုအလုံးဖော်နိုင်တာမဟုတ်သည့်အတွက်ကြောင့်အတန်လိုလုံးနိုင်တာမဟုတ်သည့်အတွက်ကြောင့်သင်္ကေတတစ်ခုအနေနဲ့ကတော့ဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲသူ့မေးကြည့်ဖို့ကလည်းသူကမကြားဘူးဆိုခက်တာနားလေလားလို့ဘယ်လိုမေးရမလဲအဲ့လိုအတန်တွေကိုအကြောင်းပြုပြီးတော့လူတွေဟာကိုယ့်ရဲ့ဆန္ဒကိုထုတ်ဖော်ကြတယ်ငှက်ကလေးတွေဟာလည်းအတန်ကိုအကြောင်းပြုပြီးတော့သူတို့ဆန္ဒကိုထုတ်ဖော်ကြတယ်တိရစ္ဆာန်တွေဟာလည်းပဲကိုယ်ဆန္ဒကိုအတန်နဲ့ထုတ်ဖော်ကြတယ်လောကမှာအတန်ကိုနားထောင်ရင်းကနေပြီးတော့တိရစ္ဆာန်တွေရဲ့စိတ်ဆန္ဒတွေအလုံးကို